close ဖြစ်မှုပေါ့ထိဆက်မှုထိန်းချောင်းမှုကုတ်ကဲမှုအားနည်းသွားတယ်ဒါလည်းမိဘဆိုတာကလည်းစာဝန်နေရေးအရာရုံရကံရရှာရဖွေရတာရှိသေးတော့သူတို့လည်းပဲအပြစ်ပြောလို့လည်းပဲမရသေးဘူးပေါ့သို့တော့ကျွန်တော်တို့ကဒီနိုင်တဲ့အချိန်လေးတွေပေါ့အားနိုင်တဲ့အချိန်လေးတွေအားလိုက်တဲ့အချိန်လေးတွေမှာကိုယ့်ရဲ့ကလေးငယ်လေးတွေကိုထိန်းချောင်းပြုပြင်ဆုံးမသွန်သင်တာနောက်တစ်ခုကကျွန်တော်တို့ကကျောင်းတော်ကြီးတွေကလည်းပဲကျွန်တော်စာဆိုတာထက်ပေါ့နော်ကိုကျောင်းရောက်လာတဲ့ကလေးသူများကျောင်းတက်တိုးအောင်တက်အောင်သင်တာတော့မှန်ပါတယ်ကောင်းပါတယ်သို့တော့ဒီကလေးတွေမှာဒီဇာရိတတွေခိုင်မာလာဖို့ရန်အတွက်ကိုချင်းတရားတွေကောင်းလာဖို့ရန်အတွက်ဂါရဝတရားနိဝတရားတွေရှိလာဖို့ရန်အတွက်ကျွန်တော်ထိန်းချောင်းမှုလည်းလိုတယ်ပြုပြင်မှုလည်းပဲလိုတယ်အခုကကိုကျောင်းသားများပြီးတော့ဆိုပြီးတော့ကျွန်တော်အပြောထားလို့လည်းပဲမရသေးဘူးပြောတင်တာပြောရမယ်ဆိုတင်တာဆိုရမယ်ဆုံးမတင်တာဆုံးမရမယ်ဥပမာပဲကျွန်တော်ပထမဆုံးနှုတ်နဲ့ပြောချင်မယ်နှုတ်နဲ့ပြောလို့မရဘူးဆိုရင်ကျွန်တော်တို့ကဘာလို့ဆိုရင်ကျောင်းသားကျောင်းသူလူငယ်မောင်မယ်လေးတွေကိုနောက်တစ်ခါမပြုတ်လို့မိအောင်ဆိုတဲ့စီးအနေနဲ့ပေါ့ရိုက်တဲ့နာကိုလည်းပဲကျွန်တော်တို့ဘာလို့ဆိုရင်ရိုက်တော့ရိုက်ရမှာပဲကျွန်တော်လည်းပဲငငယ်လေးတုန်းကရိုက်ခဲ့ရတာပဲရိုက်ခဲ့ရလို့နှုံသွားသလားအသွားသလားဆိုတော့မအပါဘူးရိုက်တဲ့ဆရာမတွေကိုပိုးတော်မှဘာလို့လဲချစ်နေမိပါသေးတယ်တတိယနေမိပါသေးတယ်ဒါပေမဲ့ဒီဘက်ခေတ်ကျတော့အဲ့လိုတွေရှားလာတဲ့အခါမှာသူထံကအပြိုင်ဆိုင်နေဆိုတော့လူငယ်တွေကဘာလို့ကြားလဲချင်းတယောက်ကိုတယောက်စာနာတဲ့စိတ်ညာတာတဲ့စိတ်ဖေးမလိုတဲ့စိတ်ကူညီလိုတဲ့စိတ်သိရင်တော့ပေးတယ်မသိရင်တော့မပေးတော့ဒါကြောင့်မို့ကျွန်တော်ကဘာလို့ချင်တာလဲဆိုတော့ကျောင်းသားကျောင်းသူတွေကိုစာတင်တာလည်းပဲတင်ပါကိုချင်းတရားတွေခိုင်မာလာအောင်ကောင်းလာအောင်လည်းပဲကျွန်တော်တို့ကပြုစုပြောထားရပါမယ်နော်နောက်တစ်ခုကကျွန်တော်ပြောချင်တာလေးကဘာလေးလဲဆိုတော့ကျောင်းသားကျောင်းသူလူငယ်မောင်မယ်လေးကိုကျွန်တော်တို့ကအဂရိတရား၄ပါးအကြောင်းလေးပဲကျွန်တော်တို့ဘာလို့လဲရှင်ပြောရမယ်သင်ရမယ်ဆုံးမရမယ်အဲ့တော့အဲ့ဒီအဂရိတရား၄ပါးတွေကိုသူတို့သိမှဒါတွေကအဂရိတရား၄ပါးဒါတွေကတော့အဂရိမမြောက်ဘူးဒါတွေကိုသိနေမှသူတို့ရှောင်နိုင်မယ်သူတို့ရှောင်နိုင်မှကျွန်တော်တို့ကအနာဂတ်လူပေါင်းကြီးကိုကောင်းမွန်လာအောင်ပြန်ပြီးတော့ကျွန်တော်ဘာလို့ရှင်ဖန်တီးနိုင်ပြီပေါ့ကျွန်တော်ဒါလေးကိုဘာလို့လဲရှင်ဝေခြင်းမြခြင်းပြောချင်တာပါအခုလိုမျိုးပြောခွင့်ပေးတဲ့အတွက်နားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းပဲရှင် subscribe လုပ်ထားကြပါအောင်like လုပ်ထားပါကျေးဇူးများတင်ပါတယ်